live flow ပြောင်းနေတယ် OK လာဆန်းကွာ right တာတွေတကောင်နဲ့ကောင်ဖြုတ်လို့ဖြုတ်ပြစ်လိုက်ဗျမင်းတို့ကောင်းနေလာထားတော့ကျွန်တော်စောခေါ်လာတာဗောနော်စုပြီးတော့yo skin base yo ဝါရှော့တယ်လားကွာမင်းတို့ကောင်းနေ OK ရှော့ဝါတကောင်ပဲကျန်တော့ရှစ်ကောင်ပြီ OK ကျွန်တော်yo ထက်ချတာဗောနော်ချတော့ refreshing kit မင်းတို့တကောင်တော့တေးရမယ်ကွာ library နဲ့ yo okay level 925ဆို new quit ပေါ်လာပြီဗောနော်ကျွန်တော်တော့ဖြေလိုက်ရပဲရော okay ပိုင်တိုက်ရမလဲတော့ missionary တဲ့ရှစ်ကောင်ဗောနော် okay missionary ကဟိုအရှိမှာပဲဗျသူတို့ scan ချတာတစ်ခုရှိရဗောနော်ဟိုဘက်နဲ့ဒီဘက်ပေါ့ဗျာကျွန်တော်ဒီဘက်ယူဝင်လာတယ်ဗောနော်ကဲပြမလဲအော်ဒီမှာဒေါ်မင်းတို့ပါလောက်နေလေဖင်ထိုးပလိုက်ပြီကွာခေါ်လာပြီတော့စကိုင်းဘင်းနဲ့ရောโอเคရောကွာစကိုင်းဘေးပြန်ပဲရောကဲโอเคထပ်ပြေတယ်โอเคကျွန်တော် level ကတော့950ဗောနော်950ဆိုတော့ကျွန်တော် diamond တိုက်လို့ရပြီဗျ diamond bot okay confirm လိုက်ဗျာ okay ဒီဘက်ဗောနော် diamond bot ဟိုးဘက်မှာကျွန်တော်တစ်ပင်တွေ့လားမသိတစ်ပင်ခုနအမတစ်ပင်အောက်မှာအဲ့ကောင်ပုံ